အိမ်ကိုစောစီပြန်ရောက်တဲ့တနေ့အိမ်ရှိဝင်တကားဝါကားတစ်စီးတွေအိမ်ကိုဝင်ထွက်တတ်တဲ့ကြောင်းတော့ငါတငယ်ချင်းဒီကောင်ကနောက်လိုက်အောင်မဲ့တိတ်တိတ်ကလေးအိမ်ရှိကန်နဲ့မဘသူမှမရှိကော်ဖီအေးစားခွန်းငါတွေ့သည်လူလာရင်စကားများတဲ့မိမရဲ့တန်လဲမကြဘယ်ရောက်တော့လဲတွေ့ကလိုက်လို့ရှာအိမ်တော့ဖေးပန်းမရှိကြသလားဒီလိုအတွေ့မျိုးနဲ့အိမ်နဲ့အလားအပေါ်တဲ့ခန်းနဲ့ကအမတ်မဲငါနာမှာကျေတန်တိုးတိုးလေးငါတဲတဲကြဒီတနာကြများငါလွယ်ရောသလားချေပေါ်နေရောက်ခဲ့အိမ်ခန်းဝါတော်တော်ကိုရှင်းလင်းတဲ့မျက်စိရှိမြင်ခွင့်မှာငါဟာမတ်တကြီးနဲ့လေးမနေကြ